ဒီနေ့ Stella ပြောပြချင်တဲ့အကြောင်းအရာလေးကကြတော့တင်ဘဝကိုတင်ကိုယ်တိုင်ပြန်လေကုစားခြင်းပေါ့ဆိုတော့ဒီမိကွန်းလေးကို Stella တို့စဉ်းစားလိုက်တဲ့အချိန်မှာငါကဘာဖြစ်နေလို့ငါဘဝငါပြုတ်စားကုစားရမှာလဲဆိုတဲ့အဲ့လိုမျိုးအတွေးလေးတော့ဝင်မိပဲပေါ့ Okay အဲ့ဒါလေးကိုသိချင်တယ်ဆိုလို့ရှိရင်ဒီအခု Stella ပြောပြမယ်ဥစ္စာတွေပေါ့တစ်ချက်နားထောင်ကြည့်မယ် Okay ဆိုတော့ Stella တို့အရင်ပြောပြချင်တာကတော့ဒီမတိစိတ်နဲ့တိစိတ်ဆိုတဲ့အကြောင်းပေါ့ဆိုတော့အကုန်လုံးတိလောက်မယ်ထင်တယ်ပေါ့နော် Stella တို့ရဲ့နေ့တနေ့တာမှာကိုယ့်ရဲ့မတိစိတ်က95%ထိန်းချုပ်ထားတယ်ဆိုတော့တိစိတ်ကကြတော့ like 9%လောက်ပဲထိန်းချုပ်ထားတယ်အဲ့တော့95%တော့မတိစိတ်ကထိန်းချုပ်ထားတဲ့အတွက်ကြောင့်မလို့ Stella တို့ကဒီ95%ရဲ့မတိစိတ်ကိုမတိနေဘူးဆိုလို့ရှိရင်ဆိုတော့ကိုကမတိရဲ့အနေအထားမျိုးနဲ့ကိုဘဝကြီးကိုရှင်သန်နေရတယ်လို့မျိုးဖြစ်သွားမှာပေါ့ Okay အဲ့တော့ဒီ95%မတိစိတ်ထဲမှာဘာတွေရှိလဲဆိုတော့ Stella တို့ကြည့်လိုက်ရအောင်ဆိုတော့အဓိကတော့ဘာတွေရှိလဲဆိုတော့ဒီကလေးဘဝကပုံတွင်းခံခဲ့ရတဲ့အလေးအထအဟောင်းတွေရှိတယ်ဆိုတော့ Stella တို့ကမွေးဖွားလာတဲ့အချိန်မှာ Stella တို့ရဲ့ပုံစံကဘာလဲဆိုတော့ကိုယ့်ရဲ့ပါရမီကိုယ့်ရဲ့အထုံပြီးလို့ရှိရင်ကိုယ့်ရဲ့ပုံစံလေးနဲ့မွေးဖွားလာတယ်ဒါပေမဲ့အသက်တစ်နှစ်နှစ်နှစ်သုံးနှစ်ရောက်တဲ့ချိန်မှာကိုယ်တွေကဘာလဲဆိုတော့မိဘနဲ့ဆက်ဆံရတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်တွေနဲ့ဆက်ဆံရတယ်အဲ့လိုမျိုးအချိန်နေမှာဆိုလို့ရှိရင်မိဘကကိုယ်ပုံတွင်တဲ့ပုံစံရှိရယ်ပတ်ဝန်းကျင်ကကိုယ်ပုံတွင်တဲ့ပုံစံရှိရယ်ကိုယ်တစ်ခုခုလှုပ်လိုက်လို့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့မိဘကမကြိုက်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့အုံနောက်ထဲမှာဘလို့ဆက်ပြီးတော့တွေးသွားရည်လဲဆိုအော်ဒီလိုအပြုတ်မူကမလုပ်တင်ဘူးဒီလိုအပြုတ်မူကကြတော့မကောင်းဘူးပေါ့နော်အဲ့တကြောင့်မလို့ကိုယ့်ရဲ့ပုံစံဖြစ်တဲ့ဒီအပြုတ်မူကိုမလုပ်တော့အဲ့လိုမျိုးလဲပတ်ရင်နဲ့ကိုယ့်ရဲ့ပုံစံဆိုတာတဖြည်းဖြည်းနဲ့ပျောက်ကွယ်လာတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဘယ်လိုပတ်ဝန်းကျင်ကပုံနဲ့ပုံစံကကိုဖြစ်လာတယ်ပေါ့နော်အဲ့လိုရှိတယ်အဲ့တော့နောက်တစ်ခုဒီကလေးဘဝရဲ့ပုံစံမှာမှစိတ်ရယ်ကိုယ်ရယ်စိတ်ဝိညာဉ်ရယ်ဆိုတာရှိရယ်ဆိုတော့ဒီလိုစိတ်တန်ရာတွေကပေါ့နော်စိတ်နဲ့စိတ်ပေါ့ဒီရုပ်ပေါ့နာမ်ပြုတ်စိတ်နဲ့ကိုယ်နဲ့ရယ်စိတ်ဝိညာဉ်ရဲ့ဂျားတွေကစက်တွယ်မှုကိုပြတ်တောက်စေရယ်ကိုယ့်ရဲ့စိတ်ဝိညာဉ်ထဲမှာကိုဖြစ်ချင်တဲ့ပုံစံကိုယ့်ရဲ့တကယ်အစစ်မှန်တဲ့ပုံစံဆိုတာရှိရယ်ဒါပေမဲ့ဒီလိုစိတ်တန်ရာပေါင်းတွေများစွာဒီစိတ်နဲ့ကိုယ်မှာတန်ရာတွေရလာတဲ့အချိန်မှာကိုတကယ်ဖြစ်ချင်တဲ့ကိုယ့်ရဲ့ authenticity ကိုဘာဖြစ်ချင်လို့ဖြစ်ချင်မှမသိတော့တော့ကိုဘယ်လိုပြောမလဲတကယ်ဖြစ်ကိုယ့်ရဲ့ပုံစံအစစ်အမှန်နဲ့ဒီစိတ်နဲ့ကိုယ်နဲ့ချိတ်ဆက်မှုမရှိတော့အဲ့အချိန်မှာဆိုလို့ရှိရင်ပတ်ဝန်းကျင်ကပုံတွင်းတဲ့ပုံစံပတ်ဝန်းကျင်ကပုံတွင်းတဲ့ပုံစံနဲ့ကိုတကယ်ဖြစ်ချင်တဲ့ပုံစံကမတူညီတဲ့အချိန်မှာဘာလဲဆိုတော့ကိုအတွင်းထဲမှာစိတ်ပရိပခတွေဖြစ်တာတွေစိတ်ညစ်တာတွေစတဲ့ရုပ်ပိုင်းဆိုင်ရာအရာရောစိတ်ပိုင်းဆိုင်ရာအရာရောဂါလက္ခဏာတွေအများကြီးကိုထင်ဟပ်သွားစေနိုင်တယ်ပေါ့နော်ဆိုတော့အဲ့တော့ကြောင့်မလို့ Stella တို့ကဘာကိုတိထားရမလဲဆိုတော့ကိုယ့်ရဲ့မတိစိတ်ကိုကမတိဘူးကိုယ့်ရဲ့အတွင်းထဲမှာရှိနေတဲ့ကိုယ့်ရဲ့တကယ်ပုံစံအမှန်ကိုကလည်းနားမလည်ထားဘူးဆိုလို့ရှိရင်ပတ်ဝန်းကျင်ကလာတဲ့အရာပြီးလို့ရှိရင်ကိုယ့်ရဲ့အတွင်းထဲမှာရှိနေရတော့ကိုယ့်ရဲ့အစစ်မှန်ကရှိနေအဲ့လိုမျိုးမကိုက်ညီမှုဖြစ်တဲ့အချိန်မှာထပြီးတော့ရန်ဖြစ်လို့ရှိရင်ကိုဝမ်းနေရတွေဖြစ်တယ်ဒေါသတွေထွက်တယ်ပြီးလို့ရှိရင်မခံမရက်နိုင်တွေဖြစ်တယ်အဲ့လိုမျိုးစိတ်တော်ကားတွေကိုရောက်တာပေါ့နော်Okayဟုတ်ပြီအဲ့ဆိုရင် Stella နောက်တစ်ခုပြောရအောင်ဆိုတော့ Stella တို့ကဒီလိုပေါ့နော်ကိုနဲ့ပတ်သက်ပြီးတော့တခါလေကြောက်ရှင်ပေါ့နော်ခံစားမိကြမလားမသိကိုကtoxic ဖြစ်တဲ့လူတွေကိုပဲအရန်ဆွဲဆောင်နေရပေါ့ဖောက်ပြန်တတ်တဲ့လူတွေကို့မှာရိုက်နှက်တဲ့လူတွေကို့မှာမချစ်တဲ့လူတွေကိုမှမချစ်တဲ့လူကိုတောင်မှကိုကအဲ့လိုမျိုးချစ်ပြီးတော့ဗောနော်သူ့ကိုပဲမကလိုချင်တာတွေစားတဲ့ပုံစံလိုမျိုးဆက်ဆံရေးပုံစံမျိုးကိုကအမြဲတမ်းပြုတ်လုပ်လေးရှိနေရပေါ့နော်ဆိုတော့အဲ့ဒါယူမှာပဲကိုကကြိုက်နေရဆိုတဲ့ပုံစံလိုမျိုးပေါ့ဒီလို relationship ပုံစံအောင်မှာပဲကိုကအရန်ကိုလိုလားနေရပေါ့ဆိုတော့အဲ့ဒါကဘလို့စဖြစ်တာလဲဆိုတော့ Stella တို့ကဒီငငယ်တုန်းကမိဘနဲ့ပဲဖြစ်ကိုအုတ်ထိန်တဲ့လူပေါ့မိဘအုတ်ထိန်တူတွေနဲ့ပေါ့နော်ဆက်ဆံတဲ့အချိန်မှာအုတ်ထိန်တူမိဘကိုပါတည်ရမလားပေးတဲ့ချစ်ချင်းကတခါလေကြောက်လို့ရှင်မိဘကအလုံများတယ်ကိုနဲ့ကောင်းကောင်းမဆက်ဆံနိုင်ကိုကပြစ်ထားတဲ့ချိန်ရှိတယ်တခါလေကြောက်သူကအားတဲ့ချိန်မှာကိုနဲ့ကောင်းကောင်းလေးဆက်ဆံပြီးအဲ့ချိန်မှာကိုရဲ့စိတ်ထဲမှာအချစ်ဆိုတာကကိုအချစ်ကိုပုံဖော်တီထွင်မြစ်တာကိုပုံဖော်တီထွင်တဲ့ချိန်မှာဆိုလို့ရှိရင်အချစ်ဆိုတာကတခါတလေရတယ်တခါတလေမရဘူးအဲ့လိုမျိုးပုံစံပါလားဆိုတော့ဆက်ဆံရေးပုံစံမျိုးသူကမသိစိတ်ထဲမှာတွင်သွားတယ်တချို့ကကြတော့မိဘကိုလုံးဝ
ထားရတယ်ဒါပေမဲ့ဒီလိုထားသွားခြင်းကလည်းတည့်ရမလားဘေးကလူကပြောနင့်မိဘနင့်ကိုထားသွားရဲဆိုတာလေအလုတ်သွားရှာရတယ်ဆိုတာကလည်းနင့်ကိုချစ်လို့ပါဆိုတဲ့စကားလုံးတွေပြောရဲအဲ့ချိန်ကျကိုကတကယ်ကိုဆက်ဆံရေးတစ်ခုရောက်လာပြီကိုက relationship တစ်ခုတည်ဆောက်လာပြီဆိုလို့ရှိရင်ကိုကအလုတ်တွေပဲရှာမယ်အိမ်ကမိသားစုကိုကlike ဟိုမပေးနိုင်တော့အဲ့လိုဘယ်လိုပြောမလဲနှွေးထွေးမှုဆိုတာမပေးနိုင်တော့သူစိတ်ထဲမှာတော့ငါကအိမ်အတွက်စူးစမ်းနေတယ်အဲ့လိုမျိုးသူတို့ ਨੇ အဲ့လောက်ဒီဆက်ဆံရေးမလုပ်ပဲအရန်စူးစမ်းနေရဆိုတာငါသူတို့ကိုချစ်လို့ဆိုတာပဲမှတ်ထားတယ်ဒါပေမဲ့တခြားလူတစ်ဖက်မှာကြတော့ငါ့ကိုပြစ်သွားပြီငါအမြဲတမ်းအလုပ်ကိုပဲချစ်တယ်စားတယ်ပေါ့နော်အဲ့လိုမျိုးအပြုတ်မှုတွေနဲ့ကိုကဒီလိုမျိုး relationship မျိုးကိုတည်ဆောက်နေဒါဘာတဘောကိုဆိုလိုချင်တာလဲဆိုတော့ Stella တို့ကမတိစိတ်ထဲမှာယဉ်နီးကျွမ်းဝင်နေတဲ့စိတ်ခံစားချက်တွေကိုတောင်းတနေတတ်ကြတယ်ဒီမတိစိတ်ထဲမှာကိုယ့်ရဲ့ငယ်တုန်းကဒီ relationship ကို toxic man လဲကိုကအဲ့လောက်ကြီးမတိနိုင်ဘူးကွာဒါပေမဲ့ तू ကဒီလိုမျိုးယဉ်နီးတာကိုပဲ तू ကဆွဲဆောင်ကြတယ်ကိုယဉ်နီးနေတဲ့ဥစ္စာတွေပဲကိုကဆွဲဆောင်တယ်ပြီးလို့ရှင်ကိုကလေးဘဝတုန်းကဖြစ်ခဲ့တဲ့ဆက်ဆံရေးပုံစံတွေကိုပဲကိုကအသက်တစ်ခုရောက်လာတဲ့ချိန်မှာပြန်လဲပြုတ်လုလေးရှိကြတယ်အဲ့တော့အမြဲတမ်းလို့ကိုကဒီ toxic relationship တွေတငယ်ချင်းဖြစ်မိသားစုဘယ်လိုပြောမလဲမိသားစုတီထောင်တဲ့နေရာမှာပဲဖြစ်like နောက်တစ်ခုကကြာ relationship တီဆောက်တဲ့နေရာမှာပဲဖြစ်ကွာကိုရဲ့ဆက်ဆံရေးဒီအကုန်လုံးကဒီလိုမျိုးပုံစံတွေကြီးကိုပဲဖြစ်နေအဲ့တန်နေရာကြီးကနေပြီးတော့ကိုကမလွတ်နိုင်တော့ဘူးအဲ့လိုမျိုးဖြစ်တဲ့လူတွေတကယ်လူတိုင်းနေပါမှာအဲ့အားတွေအများကြီးရှိရတတိမထားမိရနဲ့တတိထားမိရပဲရှိရဆိုတော့အဲ့အားတွေကိုအဓိက Stella တို့ကကုစားဖို့အတွက်လိုအပ်တာပေါ့နော်Okay ဆိုတော့ Stella တို့စီမှာဒီလိုမျိုးကိုနဲ့ပတ်သက်ပြီးတော့ဒီ relationship pattern တွေကကွာထက်ခါဖြစ်တာတွေကကိုကတည်သွားပြီပြီးတော့ဘယ်ကနေဘလို့စဖြစ်တယ်ဆိုတာလည်းတည်သွားပြီမတိစိတ်အကြောင်းတွေကိုလည်းအနေနဲ့အများနားလေသွားပြီဆိုလို့ရှင် Stella တို့ကဘလို့ကုစားရမလဲဆိုတဲ့လမ်းကြောင်းကို Stella တို့ကတွေးရတော့မယ်ပေါ့နော်အဲ့တော့တခုပြောချင်တာကဒီမှာအရေးကြီးတဲ့ point တစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ Stella တို့အတွေးများမဟုတ်ဘူးကွာ Stella တို့အတွေးများကိုတွေးခေါ်တဲ့တူတာဖြစ်တယ်သိချာနားထောင်နော်ဒီမှာဆိုလို့ရှိရင် Stella တို့ပင်ကိုကငါကဒါကြီးပါငါကဘလို့ကြီးပါငါကကြောက်တတ်တဲ့လူငါတိတ်မချစ်တတ်ဘူးငါမှအမြဲတမ်းဘယ်လိုပြောမလဲလုံခြုံမှုမဲ့နေတယ်ဒီလိုမျိုးတွေးတယ်ဆိုရဲအတွေးတွေရှိရဲ့အတွေးတွေက Stella တို့မဟုတ်ဘူးအတွေးတက်တာဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့အတွေးတွေကိုပြောင်းလဲနိုင်တဲ့အရည်ချင်း Stella တို့စီမှာပါပြီးသားအဲ့တော့ပြောင်းလဲလို့လည်းရတယ်အဲ့အတွက်ကြောင့်မလို့ Stella တို့ကဒီအတွေးကို Stella တို့ like ပြောင်းလဲဖို့အတွက် Stella တို့ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားရမယ်ဆိုတော့တခုရှိတာကတော့လွယ်နေတော့ပြောင်းလို့မရဘူးပေါ့ဘာလို့လဲဆို Stella တို့ကအသက်20ကျော်30ကျော်40ကျော်လောက်အကြီးအထိကိုဒီ toxic ဖြစ်နေတဲ့အတွေးတွေကိုပြန်လဲမဆန်းစစ်ခဲ့ကြအောင်ပြီးလို့ရှင်လိုက်ဒီအတွေးတွေကလည်းအမြဲတမ်းကိုယ့်ရဲ့ဒီ body ထဲမှာ muscle တစ်ခုလိုမျိုးအနေနဲ့ကိုသူကရှိနေရပေါ့အဲ့အတွက်ကြောင့်မလို့ Stella တို့ကဒီအတွေးတွေကိုပြောင်းလဲဖို့ဆိုရင်ခက်ခဲတယ်ဒါပေမဲ့ပြောင်းလဲဖြစ်အောင်ပြောင်းလဲပါဒါမှပဲကိုယ့်ရဲ့တကယ်အစစ်အမှန်ကပါလေကိုကဒီဘဝမှာရှင်တန်နေရတာဘာကြောင့်မလို့ရှင်တန်ရလဲဒီဘဝကိုဘာကြောင့်မလို့ဘယ်လိုပြောမလဲဘာနဲ့အသက်ရှင်ပါလဲဘာကြောင့်မလို့ဒီဘဝကိုရလာတာလဲဆိုတာအဲ့လိုမျိုးတွေအကုန်လုံးကိုအတိတ်ပဲနားလည်နိုင်မှာအဲ့ထက်ကိုအပြင်အများကြီးအစင်လှုပ်ရှားတွေအများကြီးရှိသေးတယ် Stella တို့ကဒီ toxic relationship နဲ့ဒီလူဘဝကိုပြီးနေလို့အစင်မပြေဘူးလေဟုတ်တယ်နော်Okay အဲ့တော့ Stella တို့က okay ခုနအတွေးရကိုမဟုတ်ဘူးအတွေးတက်တာဖြစ်တယ်ဆိုတော့အတွေးကိုမှပြောင်းလဲနိုင်ခွင့်ရှိတယ်အဲ့လိုပြောင်းလဲဖို့ဆိုလို့ရှင် Stella တို့ကဘလို့ပြောမလဲပြောင်းလဲမှာဆိုတော့ဘာအဓိကလုတ်ချင်တာလဲဆိုတော့စိတ်ရယ်ကိုယ်ရယ်ကို Stella တို့စီမှာအုံနောက်ရှိရယ်ခန္ဓာကိုယ်ရှိရယ်အဲ့ဒါကိုကိုယ့်ရဲ့စိတ်ဝိကြီးနဲ့ဆက်တွယ်မှုကိုပြန်လေကုစားပေးရဆိုတော့ကိုယ့်ရဲ့တကယ်အတွင်းထဲကကိုယ့်ရဲ့စစ်မှန်တော့ authenticity နဲ့ကိုယ့်ရဲ့ဘယ်လိုပြောမလဲစိတ်နဲ့ကိုယ်နဲ့တွားပြီးတော့ချိတ်ဆက်ပေးရငါကဘယ်လိုမျိုးလူစားမျိုးလဲငါကဘယ်အရာတွေကိုနှစ်သက်တာလဲကိုနော်ပတ်ဝန်းကျင်ကပုံတွင်းထားတဲ့ပုံစံမဟုတ်ဘဲနဲ့ကိုတကယ်လိုလားတယ်ကိုတကယ်မျက်နှိုးတယ်ကိုရဲ့ပုံစံကဘာလဲဆိုတာကိုသိဖို့အတွက်ကိုစိတ်နဲ့ကိုယ်နဲ့ကိုယ့်ရဲ့တကယ်အတွင်းထဲမှာရှိတဲ့စိတ်ဝိညာဉ်နဲ့ပြန်ပြီးတော့ချိတ်ဆက်ပေးတာလို့ပြောပြချင်တာပေါ့နော်ဆိုတော့စိတ်နဲ့ဒီခန္ဓာကိုယ်ကြားမှာဆက်တွယ်မှုတွေပြုလုပ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ inner child ပေါ့အမှန်တိုင်းပြောလို့ရှိရင်တော့ကိုယ့်ရဲ့ inner child လေးကိုပြုစုပျိုးထောင်ပေးဖို့လိုအပ်တယ်ဆိုတော့အဲ့လိုပြုစုပျိုးထောင်ပေးဖို့ဆိုတာတော့အဆင့်တွေအများကြီးရှိရဲဆိုတော့ Stella နောက် video မှာဒီလိုအကြောင်းအရာတွေတော့ဆက်ပြီးတော့ပြောပြပေးမယ်ဆိုတော့ Stella တို့စီမှာ
ကိုလိုချင်တောင်းတတဲ့အရာလေးရှိရယ်ဒီ inner child ပေါ့ကိုရဲ့ဒီအတွင်းထဲကကလေးလေးကလိုချင်တောင်းတနေတဲ့အရာလေးတွေရှိရယ်ကိုကမေတ္တာတရားငတ်တဲ့လူတွေရှိရယ်ငငယ်ကအရန်ကိုစင်းရဲတဲ့လူတွေဆိုလို့ရှိရင်သူတို့ကောင်းကောင်းမစားခဲ့ရအောင်ကောင်းကောင်းမနေခဲ့ရအဲ့အချိန်မှာအသက်ကြီးလာအချိန်မှာသူပတ်စံနေရေလေရှာတယ်ကွာတချို့ကကြအလုပ်ပဲရေလေလုပ်တယ်အဲ့လိုမျိုးလူတွေကကြသူ့ရဲ့ဒီ inner child ကဒီငတ်ပြတ်မှုကိုသူကလုံးဝအပြည့်အဝသူခံစားလိုက်ရအဲ့ကြောင့်မို့သူလုံးဝမခံစားရခြင်းတော့အဲ့ချိန်မှာကြောက်စိတ်နဲ့သူကပတ်စံနေအသကုံရှာတော့တယ်တချို့ကကြတော့ငငယ်တုန်းကတကယ်ပြေးဝတဲ့မေတ္တာကိုမရခဲ့ဘူးအဲ့ဆိုမေတ္တာငတ်တယ်ငတ်တဲ့အချိန်မှာသူအသက်တစ်ခုကြီးလာချိန်မှာသူရေလေကိုတည်မလားဒီဘယ်လိုပြောမလဲအချစ်ကိုသူရအောင်ရှာတယ်သူအချစ်ကိုဘယ်လိုပြောမလဲအသေးရအရှင်ရအဲ့လိုမျိုးလေးတည်မလားကြောက်တဲ့စိတ်တွေနဲ့သူရှာတယ်အဲ့လိုမျိုးပုံစံနဲ့သွားရတယ်ပေါ့နော်အဲ့တော့ Stella တို့ကဒီ inner child ကိုဖြည့်စီမပေးနိုင်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့မတိစိတ်ကပို့ပြီးတော့ထိမ့်ချုပ်လွှမ်းမိုးမှုကအရန်ကြီးလွန်းနေဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ Stella တို့ကဒီ inner child မှာလိုအပ်ချက်ကလေးတွေကိုဖြည့်ဆည်းပေးရမယ်ဆိုတော့ကိုယ့်ရဲ့ဒီအတွင်းထဲမှာငတ်စာလောင်မှုတိတ်နေတဲ့အရာတွေကဘာလဲဆိုတာကို Stella တို့ကအရင်ဆုံးသိအောင်လုပ်မယ်သိပြီးတော့မှဒီရဲ့ပုံမှာမူတည်ပြီးကိုဘယ်လိုဖြည့်ဆည်းရမလဲဆိုတာစဉ်းစားမယ်ဆိုတော့ Stella တို့ကအပြင်မှာပဲလိုက်ရှာနေကြတယ်ဒါပေမဲ့အပြင်မှာမဟုတ်ဘူးတကယ်တော့ကိုယ့်အတွင်းစိတ်ထဲမှာကိုလိုအပ်တဲ့အရာကိုကိုဖြည့်ဆည်းလို့နိုင်တယ်အဲ့အရင်ချင်းလူတိုင်းမှာရှိတယ်ဆိုတော့လဲ Stella ပြောပြချင်တာ Okay ဒီဗီဒီယိုမှာတော့ Stella ကဘယ်လိုကုစားလို့ရပါတယ်ဆိုတာအများကြီးပြောပြလို့မရဘူးပေါ့နော်ဆိုတော့အရန်ကိုများတယ်အဲ့တော့ Stella ကတပုတ်ချင်းစီတော့ပြောပြပြီးမယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်တော့အခုဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဒါ Stella လုပ်စေချင်တဲ့အရာ၃ခုပေါ့နော်အသက်ရှူလေ့ကျင့်ခန်းဒါလုံးဝ basis ဖြစ်တဲ့လေ့ကျင့်ခန်းတစ်ခုလုပ်လို့ရတယ်ကိုအရန်နေကိုတင်မလားဒေါသတွေထွက်လာပြီးကြောက်လာပြီးရှက်လာပြီးစတဲ့ဒီ negative energy တွေထွက်လာပြီးဆိုလို့ရှိရင်ပထမတစ်ချက်ကပါလဲဆိုတော့အသက်ရှူလေ့ကျင့်ခန်းကိုလုံးဝလုပ်ပေးပါအသက်ရှူလေ့ကျင့်ခန်းဆိုလို့ရှိရင်လည်းဘယ်လိုပြောမလဲအသက်ရှူရဆိုလို့ရှိရင်လုံးဝ bike ကနေအထီကိုရှူပေါ့အဲ့လိုမျိုး bike ကနေရှူလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်တွင်းတဲ့အောက်ဆီဂျင်တွေပို့ပြီးတော့ရတဲ့အတွက်ကြောင့်မလို့ကိုပို့ပြီးတော့ဘယ်လိုမလဲစိတ်လန်းဆန်းတာလည်းအရင်မြန်တယ်ဒေါသထွက်ခါနီးဆိုတိုင်းပေါ့နော်ဒါ like အသက်ရှူတဲ့ဥစ္စာကိုလုပ်ပြီးလို့ရှိရင်နောက်တစ်ခါကျတော့Stella တို့ကဒီလိုကုစားတဲ့အချိန်နေမှာဆိုလို့ရှိရင်လည်းပါဆိုတဘာဝနဲ့ကိုကပြန်ချိတ်ဆက်ရတာအမှန်တိုင်းပြောတဘာဝနဲ့ချိတ်ဆက်တဲ့လုပ်ငန်းစဉ်တွေလည်းအများကြီးပါတယ်အဲ့ဒါကြောင့်မလို့တဘာဝနဲ့ချိတ်ဆက်ဖို့အရင်ဆုံးပထမဆုံးလုပ်ငန်းဆိုလို့ရှိရင်တော့ဒီအစာစားတဲ့အချိန်မှာပေါ့နော် like တကယ်တစ်တီတူ first food တွေကိုမစားဘဲနဲ့တကယ်ကောင်းတဲ့တစ်တီတစ်ရွက်တစ်ဖူးတွေကိုစားစီချင်တယ်ဒါဒုတိယတစ်ခုနောက်တစ်ခုကဘာလဲဆိုတော့ကိုလက်လှုပ်ရှားလုပ်ပေးပါကိုလက်လှုပ်ရှားလုပ်တဲ့နေရာမှာလေကွာလုံးဝကြီးကိုကlike အရန်ကိုပြင်မမလှုပ်ရမယ်ဆိုတော့ပြောပြချင်တာမဟုတ်ဘူးကွာကြည့်မလားအဲ့လိုတစ်ပင်လေးတွေရှိတဲ့နေရာမှာလမ်းလေးတွေသွားရှောက် like စိတ်ကိုကွာကြည့်မလားနည်းနည်းလေးအရန်ကိုမြန်ဆန်လွန်းရဲ့လောကကြီးမှာကွာစိတ်ကိုခဏလောက်အနာလေးပေးစီချင်တာပေါ့ဆိုတော့အဲ့၃ခုlike အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးပါအာဟာရရှိရဲ့အစားအစာလေးစားတစ်တီတူတစ်ဖူတစ်ရွက်ကလေးတွေစားlike အရွက်လေးစားပေါ့နော်ပြီးလို့ရှင်နောက်လှုပ်ရှားမှုဆိုလို့ရှင်လမ်းလေးတွေအဲ့လိုမျိုးတစ်ပင်တွေများနေရာမှာလမ်းလျှောက်တဘာဝနဲ့ချိတ်ဆက်အဲ့လိုမျိုးအရင်ဆုံးကိုယ့်ရဲ့စိတ်ကလေးကို like တစ်ရက်လုံးအလုံးလုံးနေဆိုတော့10မိနစ်လောက်ကိုခဏလောက်ငြိမ်းချမ်းအောင်လုပ်ပေးပါအဲ့လိုမျိုးငြိမ်းချမ်းအောင်လုပ်လာနိုင်တယ်လေကိုယ့်ရဲ့ဒီအတွင်းဖြစ်တဲ့ဒီ inner child နဲ့ကိုကတဖြည်းဖြည်းနဲ့အ ਨੇ ဆုံးပေါ့နော်နည်းနည်းချင်းစီစိတ်ချက်ဘယ်လိုမဲချိတ်ဆက်လာနိုင်လေဆိုတာ still ပြောပြချင်တာ okay ဆိုတော့ဒီဗီဒီယိုလေးမှာကတော့ဒီအကြောင်းလေးကိုပဲနည်းနည်းဒါပြောပြပြီးတော့ကိုဘဝကိုဘယ်လိုမျိုးပြန်လဲကုစားခြင်းပေါ့ဘာကြောင့်မလို့ပြန်လဲကုစားရလဲပြီးတော့ကုစားရတဲ့အကြောင်းအရာနည်းနည်းလေးပြောပြပေးရရင်နော်ဆိုတော့ဒီနောက်တစ်ပုတ်မှာဆိုလို့ရှိရင်တော့ still ဒီကုစားမှုအကြောင်းလေးပို့ပြီးတော့ပြောပြပေးသွားမယ်ပေါ့နော် okay အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် still ပြောနားထောင်ပေးရကြ